အရန်ကိုအားကိုးချင်မိတာပါမင်းကိုတကယ်ကျေးဇူးတင်ပါတယ်မင်းသာမရှိရင်ငါအမေရဲ့စေဖို့ဝါခအတွက်ဘလို့မှဖြစ်လာမှာမဟုတ်ဘူးပြီးတော့မင်းငါကိုယုံကြည်ပေးလို့လေငါမင်းကိုစိတ်ပြတ်အောင်ဘယ်တော့မှမလုပ်ပါဘူးရှန်ကြားကုမ္ပဏီကမင်းလက်ထဲမှာရှိနေတဲ့၍အောင်မြင်ကြီးပွားလာမှာအသေးချပါပဲစကားပြောမရတဲ့သူတွေနဲ့ဆွေးနွေးနေရတယ်လို့ပဲမင်းရီးစားဦးတော်မထားဘူးသေးဘူးမဟုတ်လားအဲ့ဒါကလေဘယ်လိုပြောရမလဲအိုးနာတယ်မင်းပါဖြစ်တာလဲမင်းကိုဟိုဒီရှောက်မထိနဲ့လို့ပြောထားတယ်လေအခုတော့ငါအစွမ်းကိုတီးသွားပြီလားဘာမှမဖြစ်ပါဘူးနည်းနည်းပူသွားတာပါဒီညတော်တော်ပူတယ်နော်ဟာသူများကိစ္စကိုမဆက်စုကြဖို့အကြံပေးပါရစေမင်းရဲ့နှာခမ်းကသူ့စီကနေ1စင်တီမီတာပဲဝေးတော့တာလေဒါကငါကိစ္စပါမင်းပါတွေမူးမိုက်နေတာလေမင်းတို့တွေယူကုန်ကြပြီလားလူငယ်တွေဆိုတာကိုထိန်းချုပ်တတ်ရမယ်မင်းတကယ်ကိုစိုးတာပဲမင်းကောင်းထဲမှာအဲ့လိုတွေးတွေပဲရှိနေတာကိုရှိုရှိမင်းထင်တယ်လို့မျိုးမဟုတ်ပါဘူးငါပြောတာမဟုတ်ဘူးဒီမှာတကယ်ကိုငကားတကောင်ကလာရှုပ်နေတာမင်းယုံမလားမင်းပါရိလျှောက်ပြောနေတာလဲရှာရှိလိုက်တာယောက်ျားတွေထဲမှာတယောက်မှကောင်းတဲ့သူမပါဘူးဆိုတာငါသိပြီးသားပဲဒီနဲ့စိုးကောင်ကဘယ်တော့မှငါ့ကိုပြန်လဲဆွမ်းပေးမှလဲငါဒီလောက်နှစ်တွေအကြာကြီးကျင့်ကြံထားတဲ့အစွမ်းတွေကလည်းနောက်ထပ်ကျင့်ရင်ခွေးပဲသူပြောတာမှန်တယ်မင်းလဲကောင်းတဲ့လူမဟုတ်ဘူးရှေ့လုံးကတော့စီးပွားရေးပဲအဓိကလို့ယုံကြည်ချက်ရှိပြောခဲ့ပြီးတော့အခုတော့စကားကိုပြန်ရုပ်သိမ်းလိုက်ပြီးပေါ့လေလူယုံမှာငကားယုံမှာသူတော်စင်ဆိုပြီးတော့လဲဘသူကသူတော်စင်ကအိမ်ရှင်ကိုမျိုးပြုတ်အောင်လုပ်မှာလဲငါတည်သွားရင်တော့နှက်တီသွားပြီးတိုင်ချက်ဖွင့်အောင်မယ်မလုပ်ပါနဲ့မင်းရဲ့လေးမိသားစုအခြေခံကခုထိခိုင်မာသေးတာမဟုတ်ဘူးလေအစွမ်းပြန်ဖွင့်ပေးလို့ရရင်ငါပြောပြမှာပေါ့မင်းတက်နိုင်တဲ့လောက်မြ мян လုပ်ပေးတာအကောင်းဆုံးပဲလင်းဟောက်မနှက်ဖြန်ပင်လေထဲသွားရင်တတိထားနော်တခုခုမမှန်တာရှိရင်ချက်ချင်းပြန်လာခဲ့အသက်အန္တရာယ်ကင်းဖို့ကအရေးကြီးဆုံးပဲငါတာဝန်တာထားလိုက်ပါငါအကောင်းဆုံးကုန်ပစ္စည်းတွေကိုတည်လာပေးမယ်တင်တာပြန်ပွဲမှာငါတို့အနိုင်ရမှာအသေးချပဲကောင်းပြီလေမင်းကိုစောင့်နေမယ်နော်ငါမင်းကိုစောင့်နေမယ်ဟေ့တရီကဆန်းပါဦးငကားညီလေးတို့သွားကြမယ်လေတင်မောပေါ်တက်ပြီးနောက်ကနေလိုက်ကြမယ်ကြောင်ကိုကြီးတို့ဘာလို့သူ့ကိုလိုက်နေရတာလဲငါလင်းဟောက်ဆိုတဲ့ကောင်လေးပင်လယ်ထဲမှာနစ်ပြီးငါးစာဖြစ်သွားတာကိုကိုယ်တိုင်ကြည့်ချင်လို့အตาလေးတက်သွားကြသူမသိအောင်လုပ်နောက်မှာလူတယောက်လိုက်လာနေတယ်အဲ့ဒါလင်းမောတယ်မဟုတ်လားဖျက်ချလို့ရမလားလွယ်တဲ့ကိစ္စပဲငါပြောတဲ့အတိုင်းလုံညာဘက်ကိုကိုယ်အဲ့ဒီလိုပဲဝါကြည့်ရတာတအားမိုက်တာပဲပြောလေဟာငကားညီလေးတကယ်ကိုကျင်းနှက်ဖို့ကောင်းတယ်နောက်ထပ်လို့ဦးသူအရှိန်မြင့်လိုက်ပြီးမြ мян လိုက်ခဲ့ညာဘက်ကိုဒီဂရီ3စက်ကွေ့အရှိန်အပြည့်မောင်းမကောင်းတော့ဘူးရှေ့မှာကြောက်ဆောင်တွေများတယ်မင်းတို့ဘလို့မောင်းနေကြတာလဲအိုဟိုထွက်လာပြီဟိုဘက်ကိုလာခဲ့တက်လိုက်စမ်းဒီကောင်ကငါရှင့်လိုပဲပတ်ပြီးတော့သွားသူကိုလွတ်မသွားစေနဲ့ငကားညီလေးသူလွတ်သွားပြီဒီလမ်းကြောင်းပြက GPS ထက်တောင်တိကျသေးတယ် GPS ဆိုတာဘာလဲငါကနှစ်ပေါင်းထောင်ချီနေလာတဲ့ငကားလေးဒီလောက်အသေးအဖွဲကိစ္စလေးတွေကလက်ညှိုးလေးပဲလှုပ်လိုက်ုံပဲမောတယ်ကိုလည်းမမြင်ရတော့ဘူးလိုက်လို့မမီတော့ဘူးပြန်ကြရအောင်ကိစ္စမရှိပါဘူးဖုန်းကြီးပဲပြေးပါစေကြောင်းကတော့မပြေးပါဘူးငါကကြိုတင်ပြင်ဆင်မှုလုပ်ထားပြီးသားဒီပင်လယ်ပြင်ထဲမှာပဲသူ့ကိုမြုပ်ပေးရမယ်လင်းဟောက်ငါအနံ့ရနေပြီးသူရှိမှပဲရှိတယ်ကောင်းပြီအရှိန်အပြည့်မောင်းဒီကြောက်ဆောင်တွေကလည်းများလိုက်တာဝင်ကပါတယ်ရောက်နေတယ်လို့ပဲဘယ်ဘက်ကွေ့ပြီးရင်ညာဘက်ကိုငါဝါဘာဖြစ်သွားတာလဲခုနာလေးတင်ကောင်းနေတာကို
မုံပေကိုကြီးဒီတိုင်းဆိုရင်တော့ထမင်းဝအောင်စားဖို့တောင်ခက်တော့မှာပဲဘာကြောက်เสียရှိလဲပြဿနာတက်ရင်ငါတာဝန်ယူမယ်ရှမ်မီသားစုကမိမပြက်ကငါတို့ကိုပြန်လို့ရင်တော့ဟိုလူတာလျှောက်ဆိုတဲ့တယောက်မရှိဘူးလားပြီးတော့လင်းဟောက်တာပင်လယ်ထဲမှာတည်သွားရင်အလောင်းကငါးစားဖြစ်သွားမှာဘယ်သူလိုက်စစ်ဆေးနိုင်မှာလဲလင်းမောတယ်တင်းမောပုံမှာတကယ်ကိုလက်ရဲဆက်ရဲလှုပ်ထားတာပဲပြီးတော့လူချံပါသူတို့အချင်းချင်းပူးပေါင်းပြီးငါအသက်ကိုတတ်ဖို့ကြံစီနေကြတာစနိုးဆန်းတောက်ကျူနေ